မှန်လားပါမမေဖေညအိမ်မက်တွေမကောင်းဖေသမီးတော်လေးရဲ့စိတ်ထဲမှာလေးလံနေမိတယ်မမေဖေရဲ့အောင်တော့တိတမိမင်းလားအတွက်လည်းစိုးရင်ပူပန်နေမိတယ်ငွေတော်ပြခမီးတော်နဲ့မေတော်တို့လည်းစိတ်ထဲမှာစိုးရင်ပူပန်မိနေတယ်မမေဖေရဲ့မေဖေနားလဲပါတယ်သမီးတော်ကြီးဒါပေမဲ့ဥပဒံကြောင့်ဥပမြောက်စေနေတဲ့မေဖျားကတော့လေသမီးတော်လေးရဲ့ကြည်လင်ပြုံးရွှင်နေတဲ့မျက်နှာလေးကိုအမြဲမြင်ကျင်နေတာသမီးတော်လေးမေဖျားကိုပြုံးပြပါလားကိုခေါင်းမရိုက်ဗျာခေါင်းမရိုက်ဗျာဟဲ့ရွှေစာဘယ်အကြောင်းကြောင့်အလို့တကြီးအခါစားဝင်ရတာလဲရွှေစာဘာအကြောင်းလဲနည်းနည်းရှောက်တင်စမ်းရှင်မင်းကြီးကအိမ်မဆိုးတွေမလို့ပါဗျာဩနည်းနည်းတင်စမ်းပါကွယ်မထိတ်တာမနဲ့တာရှိလိုက်တာအဲ့တော့ပရိုဟစ်ကြီးကကညီမရဲ့လက်ချောင်းပြကိုဖောက်ပြီးရစ်ပူစော်မယ်လို့ဟောပါတယ်ဗျာဟဲ့ရွှေစာမြင်မြင်ရှောက်တင်စမ်းတခင်မရဲ့ချွမတော်လေးကိုဖမ်းဖို့လာနေကြပါပြီဗျာဒါမောင်တော်ဘရင်မင်းရဲ့အမိမဟုတ်ပါလေစားရွှေစာဒါမောင်တော်ဘရင်မင်းရဲ့အမိဟုတ်ရဲ့လားမှန်ပါပါရှင်နိုင်ရှင်ဘရင်ထွေးဖျားရဲ့အမေရချွမတော်ကိုဖမ်းဆီးဖို့အတွက်လာနေကြပါဗျာမောင်တော်ဘရင်မင်းရဲ့အမိဗျာ我不要再找妹妹ဗျာ干嘛我ဗျာမောင်တော်သူ့လူနဲ့မကြည့်ရတဲ့အချိန်မှာသမီးတော်လေးရဲ့အိုးဒါဘယ်နည်းနဲ့မှမရိုးသားဘူးသမီးတော်လေးကိုကျင်းတို့လက်ထက်ဘလို့နည်းနဲ့မှအရောက်မခံဘူးရွှေစာဖေရခေါင်းဖျားတိမ့်ထားတဲ့သမီးတော်လေးရဲ့ကိန်းလေးအဝတ်တစားတွေအမြန်သွားယူကြည့်စမ်းမှန်လားပါဗျာသမီးတော်လေးဘာမှမကြောက်နဲ့နော်မေဖျားကိုကြော်ပြီးဒင်းတို့တွေသမီးတော်လေးကိုမထိပါနိုင်ပါဘူးသမီးတော်လေးကြောက်နေတော့သမီးတော်လေးလွတ်ရအောင်သာပြေးပြီးတော့ကိုယ်မမေဖျားမောင်တော်ပြန်ရောက်လာတယ်မောင်တော်ပြန်ရောက်လာတယ်မေဖျားတားတော်လေးကိုတေးသေးချာချာရှင်းပြလိုက်ပါမယ်ကိုယ်တားတော်နဲ့သမီးတော်လေးတို့ကံမကုန်နေပြန်ဆုံးကြပါလိမ့်မယ်ရောက်မယ်ဒီမှာဂျာစတာပြေးရမယ်ဟာမပြေးဟဲ့တရားမရှိမတို့နဲ့သမီးတော်လေးလွတ်ရအောင်ပြေးပြီတော့မေဖျား
သမီးတော်လေးဦးတိုက်ခဲ့ပါလေပြန်သွားပြီဝင်းမင်းတို့မဲကလေးပြင်းနေနေသေးတယ်လေလူရှို့